အားလုံးပဲမင်္ဂလာပါရှင်။ပြည်သူများအခုနားဆင်နေတာကတော့မြန်မာနိုင်တိုင်း story ကျွေးချင်တဲ့ကတင်ဆက်နေတဲ့အသံဇလံအစီအစဉ်ပဲဖြစ်ပါရဲ့ရှင်။ဒီနေ့မှာတော့ကျွန်မကစာရေးဆရာမခင်ခင်တို့ရေးသားထားတဲ့ပွဲစည်းတန်းဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးပါမယ်ရှင်။မနက်ဝီလီလင်းကလေးကဖျားပွဲဈေးကင်းကလေးကစီနေပါပြီ။တောဖျားပွဲဆိုတော့ရွာတရဲ့ထုံးစံတိုင်းပွဲတော်ရဲ့မတိုင်ခင်2 ရက် 3 ရက်လောက်ကလေးကတဲကနက်ဖြစ်နေထို့ပြီးဆိုင်နေရမဲနိုင်ကြနဲ့စကြသည်တကူမြေခင်းစည်းတဲ့တွေကတော့ဟိုကတိုးဒီကတိုးနဲ့ပေါ့ပွဲနေရောက်တာနဲ့မီးုံတူဦးဖုံတလုံးလုံးနဲ့ပွဲကင်းကလေးကိုစပြီးပုံနှုတ်လိုက်ကြပါပြီဘာဖွင့်ပွဲမှမလို့ဘူးသူ့ဟာသူစီလာတာပါပွဲစည်းတန်းဆိုပေမဲ့ပွဲကမဲ့ဇက်ကုံနေရနဲ့ကတော့အတော်ကလေးလှမ်းနေဆိုတာကပွဲစည်းတန်းနဲ့ဇက်ကုံရောမနေအောင်တမင်ခွာထားတာပါဇက်ကုံရှင်မာကတအေကခွဲလောက်ကျဲတဲ့ပွဲကင်းကော့လက်ကြီးရှိတယ်အဲ့ထလောက်မရှိလို့လည်းမဖြစ်ဘူးရွာပေါင်းစုံကပွဲလာကြည့်တာဆိုတော့နေရကျဲတာပါမှဖျားစုပ်တွေအိမ်နရံစုပ်တွေဝါကက်ကျန်းတွေနှမ်းယိုတွေမြေစီအိတ်ခုံညစ်စုပ်စုပ်တွေစိုက်ထားတဲ့ငုတ်တွေနဲ့ပြည့်ကျက်နေအောင်နေရယူထားကြပါတယ်ပွဲကင်းရဲ့ဘေးပပတ်လဲမှာဟိုရွာကဒီရွာကပွဲလာကြည့်ကြမယ်လဲတွေချွတ်ဖို့နေရဆိုတာကလည်းနေရအတော်ကလေးပေးထားရတယ်လဲလဲတာနွားလဲတာပေါ့အဲ့ဒီပွဲကင်းနေရကစိုက်မြေ4-5 ကွက်စာလောက်ရှိတာပါပွဲကင်းနဲ့တက်မှာပွဲစည်းဆိုင်တန်းကလေးတွေရှိတယ်ပွဲစည်းတန်းဆိုလို့မြို့ဖျားပွဲတွေလို့အစီအတန်းတက်ခက်မဟုတ်ဘူးရိတ်သိမ်းမိစားတက်ခင်းနေကြမှာမိုးရမတ်တက်ပေါက်နေတဲ့ထံပင်ကြီးတွေစူးကြုံနေနဲ့လွတ်တဲ့နေရကန်တင်ရိုးပြည့်ရဲ့နေရမြေပတ်ကျအပ်ချိုင်းခွက်တွေအဖို့ထစ်တွေညှိဖို့ပြဖို့အဆင်ပြေတဲ့နေရာမှာကျုံတလို့ကြတလို့ရှိသမျှပစ္စည်းကလေးနဲ့အဖြစ်ဆောက်ထားရတာပါပွဲခင်ဘက်ကိုလှည့်ထားတဲ့ပွဲစည်းတန်းနှစ်ခုမှာတော့တော်တစ်ဖက်ရီချိုဆိုင်ကလေးရှိတယ်ဒီဆိုင်က10 ရက်လောက်ကလေးကကြိုရောက်နေတာသူနဲ့တစ်ဆက်တည်းမှာပဲခောက်ဆွဲတုပ်မုတ်တီတုပ်ရောင်နဲ့ဆိုင်3-4ဆိုင်ရှိတယ်ထိုင်းရည်နဲ့တွေ့ရောင်နဲ့စနက်ပွဲကူးအကျိုးဆိုင်ကြီးလည်းရှိရဲ့မရှိမဖြစ်အရက်ဆိုင်လေးတွေကလည်းမလွတ်ဘူးပွဲစည်းတဲ့အလဲလောက်မှာတော့ဓပုံဆိုင်ကတွဲလျက်ရွက်ဖြင့်ယုံကြီးထိုးထားပြီးမင်းသားမင်းသမီးတွေပုံလေးချိတ်ထားတယ်တရုတ်စီဝိုင်းစီပွတ်ရိုက်တဲ့ကလေးတွေကအလဲရလိုက်တွဲလောင်းချထားတဲ့အထည်ဆိုင်နဲ့အလားကုန်ရောင်တဲ့ဆိုင်ကြီးတွေကတော့ရွာသူရွာသားတွေအကြိုက်ဆုံးပေါ့မြိုင်းလို့ကလေးကစားစရာပလတ်စတစ်ပစ္စည်းမျိုးစုံကလည်းကလေးတွေကိုမျက်စာပြင်းရင်ဝလုံးတန်းလေးတွေမှာတွဲလို့တွဲလောင်းဝလုံးတွေထိုးထက်လက်တွေမိုးပြီးဆိုင်ပီပီတတဆောက်ထားတဲ့ဒီလိုဆိုင်နေကြမှာဖင်တိုင်ကုန်းတနေရာစာခင်းမင်းရောက်တဲ့မုတ်ဆိုင်ကလေးတွေကလည်းဝယုံတော်ထဲမှာမှုပေါက်တယ်လို့ပါပဲမုတ်ဆိုင်ဈေးဆိုင်တွေရဲ့ကြောဘက်မှာတော့အန်စာဝိုင်းနေစီကဂလုံးဂလုံးတန်တွေကလည်းတုံတုံနဲ့ကြက်စင်ကြပစွန်လိတ်ငါဆိုတာတွေကတော့တလိမ့်ဆန်ရုံရောက်နေသလားမှန်ရတယ်ခလေးတွေကတော့အိမ်သေးသေးတစ်လုံးစာလောက်မြင်နဲ့ရဟတ်အိုကြီးရဲ့ဘေးမှာဝိုင်းလို့အောင်လို့ပွဲရသည်ရောက်မှစီးရတာဆိုတော့အလွတ်မခံချင်ကြဘူးပွဲကင်းစီကဘာတန်မှမကြားရသေးပေမဲ့ဟိုဆိုင်ဒီဆိုင်ကဖွင့်တဲ့ကက်ဆက်ဆောင်းမောက်တွေကတော့မဖြစ်ညစ်ကြေကြနေရပါပြီမိခိုးတူဦးဖုံဝတ်တလူလူကြားတဲ့ကရွာကန်ပွဲတော်လာတွေကတော့ဟိုဘက်ပွဲစည်းကင်းဘက်ပြေးလိုက်ရွာထဲပြန်ပြေးလိုက်နဲ့သွေးပူလေးချင်းငန်းဆင်းနေကြသလိုပါပဲတနေ့တခါရွာဦးစီရီဖျားဝဲပါနိုင်တဲ့နှစ်မှပါတဲ့ဇက်ပွဲအငိမ့်ပွဲမျိုးဆိုတာကကျုံတောင်ကျုံခဲကိုဒီတော့လဲဘလိုမင်းသားဘလိုမင်းသမီးဖြစ်ဖြစ်ငပြူလာလာငမဲလာလာကြည့်ဖို့သာအဓိကကြီးလက်ရကြည့်စေဆိုတဲ့ကျင်းတန်မောင်းတန်တွေကလည်းနှစ်ဝက်လောက်ထက်ကအားခဲထားကြတာပါဒီနေ့ဒီရက်ဒီညနေကလေးကိုရောက်ပါမည်အကြောင်းမျှော်လိုက်ရတာဆိုတာကလည်းကြောရထက်ညောင်ရီအိုးကိုဖြစ်လို့တွေးတော်ဟုတ်ကဲ့ကျွန်တော်များရဲ့ယုံတော်မင်္ဂလာကလပ်ကာကိုအသာမလို့လာသမျှရွှေပွဲလာများကိုကြိုဆိုလိုက်ပါပြီပွဲစည်းတဲ့အစွန်ရွက်ဖြင့်တဲကြီးရှိကတကွီကွီတော်အတန်ချက်ဆက်စူးစူးညံ့ညံ့ကဝေါကနေထွက်ကြလာပါတယ်ပွဲစည်းတန်းကြိုပွဲစည်းတန်းကြားကျွန်းထိုးကြဖျားနေရဆောင်ကြကဲထူကြပေါ့ရအောင်ဆော်နေကြတဲ့ဖိုးထောင်တို့ကလေးတစ်တိုက်ကအတန်ကြားရသူတပြိုင်နက်တည်းပြေးကြတော့တာပါပဲရွက်ဖြင့်တဲဘောက်ကတန်တက်တာအခွန်ကြီးပေါ်မှာတင်မလင်ခွေထိုင်ရင်မိုက်ခွက်ကိုဟမ်ဘာပါနဲ့ကင်ထားတဲ့
ရုံပိုင်လူဝါကြီးကခလေးအုပ်ကိုအရင်စီးဟန့်တားလိုက်ပါတယ်ပြီးတော့မှခလန်းလန်းကနေပွဲကင်းတဲ့တုတ်တုတ်နဲ့လာနေတဲ့လူတွေကိုလှမ်းကြည့်ပြီးဆက်ပြီးအော်နေပါတယ်အတန်ချက်ဆက်ကပွဲကင်းကိုပေးတာမဟုတ်သေးဘူးရွာကိုပေးနေတာဟွန်းတလုံးကရွာဘက်တစ်လုံးထည့်ထားတာကိုကောင်းလိုက်တဲ့ဆက်ရွာဘောက်ကြားရတာဟိန်းလို့ဟုတ်ကဲ့ကျွန်တော်များရဲ့သားကလေးတိုးမောင်ဆိုတာကတော့တကယ်တနာစရာချစ်စရာနွားတော်ပါလေးပါအဟိတ်တိတ်ဆန်နွားကလေးဆိုပေမဲ့လူသားနဲ့မချမိဘကိုလှုပ်ကြွေးတမှုပြုနေတဲ့သားကလေးပြောရရင်တော့ဗျာဟိုးဘွားတော်ကမိခင်ဝမ်းကနေကျွတ်ပြီးကျွမ်းမွေးတုတ်တင်လာတာ9နှစ်သားအရာကိုရင်ကလေးလိုသင်္ကန်းစီးပြီးလို့မကြသေးဘူးမရဏမင်းကလိုက်ခဲလို့ခေါ်လို့လိုက်သွားရတာပါမိဘများယုံကြည်ပြီးတော့သားရေအမေသားအမေအားကိုမဲ့သားအခုတော့အမေကိုပြစ်သွားပြီလားသားရဲ့ထားရနိုင်ခဲ့ပြီလားမိခင်ခမဘတ်ဗရာမြေလူပေါ်ခမစဉ်းစားတော့မူကြည့်ကြပါယုံရှိကိုခလေးတွဲလောင်သားတွဲလောင်နဲ့ရောက်လာကြတယ်ဒေါ်ဘူးမတို့တွေကမြင်တော့မမြင်ရသေးတဲ့နွားကလေးကိုမျက်ရည်တွေကလဲကလဲနဲ့တနာနှင်ကြပြီယုံမိုင်းကပရိသတ်တွေကိုတစ်ချက်လှမ်းအကဲခတ်ပြီးမှဆက်អော်တယ်ဟုတ်ကဲ့သားကလေးတိုးဝါမောင်ဆုံးလို့တလားအကြာမိခင်ကြီးခမအိမ်မက်များမြင်မြတ်တဲ့အမေရေသားအမေတို့ကိုပြစ်မသွားပါဘူးအမေစီသားပြန်လာခဲ့ပါမယ်ဖေတို့အမေတို့ကိုလေသားလှုပ်ကြွေးဖို့ပြန်လာမှအမေရဲ့လို့3 ကြိမ်3ခါတောင်အိမ်မက်ပေးတဲ့အိမ်မက်မပေးမကြပါဘူးအိမ်ကနွားမကြီးမှာဇီးရှိလာပါလေရောတဲ့ကိုင်းပြမဆမ်းဘူးလားပွဲစည်းတန်းဘက်ခောက်ဆွဲတုံလေးတစ်ပွဲထွက်စားရင်ကဒီဘက်ယုံကိုရောက်လာတဲ့ဘာကြီးမုံတယောက်တောင်မွေးကိုထောင်လိုက်ရင်တရားမျှနာတယ်လို့မျက်စိတွေစုံမှိတ်လို့ငိမ့်ငိမ့်ကလေးနှလုံးသွင်းနေပုံရရဲ့တော်သူတောင်သားဆိုတာနွားမွေးတယ်ကြားတာကိုပဲအရသာရှိနေသမျိုးအရသာရှိနေတာတစ်မျိုးဟုတ်ကဲ့နွားမွာကြီးသားမွေးတော့နွားကလေးမှာခေါင်းကနှလုံးခြေထောက်က6ချောင်းအံဝတ်စရာကောင်းလိုက်တာများတော့လေဟဲ့တေချာကြည့်စမ်းမအောင်ဟာအမှတ်ကလေးဘာလေးများမပါဘူးလားကြည်လိုက်တော့လေဘင်းမှာအမှတ်ကြီးကထင်းကနေသားကလေးတိုးဘွားမောင်လူဘွားတို့ကလေဘင်းမှာစင်ကူလေပြက်နာကြီးပေါက်ပြီးတေသွားရှာတာကိုတေချာပြီးဒါငါသားလေးတိုးဘွားမောင်ဝင်စားတာပဲဟဲ့သားရဲ့ဖြစ်မဖြစ်ရလေးရဲ့သားရဲ့ပွဲကင်းဘက်ဖြာကလေးတဲ့နေရာပြောက်မှာဆိုလို့တက်ခောက်လာကြည့်ရတဲ့အေးမီတို့တွေကတော့ရှေ့ကွယ်နေတဲ့လူတွေကိုတိုးရင်အတန်လာရကိုမျှော်ကြည့်လိုက်ရတာလေကြောတွေကိုထောင်းလို့လူတွေကစိတ်ဝင်စားလေနွားဆရာကစက်ကြောဆွဲလေးပဲဇမင်းသားတော်မှအဲ့ဒါလောက်အသက်မအောင်ဘူးမိခင်ကမျက်ရည်ကြတော့နွားကလေးတိုးဘွားမောင်ကခေါင်းနဲ့ဝင်ဝှေ့ရှာတယ်ညတော့အိမ်မက်ပြေးပြန်ရောအမေမငိုပါနဲ့တဲ့အမေမျက်ရည်မကြပါနဲ့တဲ့ဒါကလူဘဝကိုပြန်မရနိုင်တော့လို့နွားမကြီးပိုက်တဲ့ကိုဝင်စားရတာပါတလိမ့်ဆိုင်ဘဝကနေအမေကိုလှုပ်ကြွေးဖို့တားပြန်လာတာပါသားကိုယုံသွင်းမိပြစားပါအမေရတဲ့ငွေနဲ့အမေတို့စားပါအလူအတန်းလုပ်ပါကုသိုလ်ယူပါသားကုသိုလ်ယူပါရစေလို့အမေကိုအိမ်မက်ထဲမှာတွတ်ဆိုရှာတဲ့ကဲဟောတာအကြောင်းအကုသိုလ်လေးပကြောင်းဆက်ရင်သားလေးတိုးပွားမောင်ကိုရှူစားကြဖို့ကျွန်တော်များတို့ရဲ့ယုံကဖိတ်ခေါ်ပါတယ်ခမညာဒီတော့မှယုံပေါက်ထဲမှာကတ်ထားတဲ့ပိတ်စပေါ်သမောစင်းနဲ့ရေးသားတဲ့ဈေးနှုန်းစီကိုလူတွေကမျက်စိရိုက်ကုန်ကြတာပါတယ်ခလေးက30လူကြီးက50အမဲဒီငွေလောက်နဲ့ဆိုပြီးတော့ရော့30အင့်30နဲ့ရွက်ဖြင်ယုံနဲ့တိုးဝင်ကြရသူတွေရှိသလိုပဲကြီးကျင်စိတ်ကသာရွာနေပေမဲ့ငွေ90တော့မပေးနိုင်ပါဘူးဆိုပြီးပြောသူတွေကလည်းအများကြီးနွားတော့90ပေးမကြည့်ဘူးဗီဒီယိုက3ကပေါင်းကြည့်လိုက်မှာပေါ့လို့တွက်သူကတွက်တယ်ရွှေချင်းတို့ကျင်တန်းတို့ဆွဲမိတို့တွေကတော့တိုးပေါမောင်ထက်မျိုးကလာတဲ့သပင်ကောက်ဆိုင်နဲ့ဓာတ်ပုံဆိုင်ကိုပိုးပြီးစိတ်ဝင်စားကြတဲ့သူတွေပါနွားစာချင်းတွေကိုရေနှခေါက်3ခေါက်လောက်ထည့်ပြီးပိုးစည်းတန်းဘက်ကိုလာငေးကြတာမင်းညတဲ့ကချိတ်ထားတဲ့ဓာတ်ပုံတွေကိုသူတို့ကြည့်ခဲ့ပြီးပြီလေခါလာဓာတ်ပုံရောင်စုံဓာတ်ပုံတွေကလို့မိတ်ကက်လေးဆေးရှယ်ပြင်ဆင်ပြီးတော့ရိုက်ပေးမယ်ဆိုတဲ့ကလေးကညဘက်အိတ်တောင်မပြောကြဘူးဒီကနေ့လို့ပွဲဝင်ရမှာစပင်လေးကောင်ဓာတ်ပုံလေးရိုက်ထားမှအဆင်ပြေမှာပေါ့ဒါကြောင့်အိမ်လုတ်တွေကိုမနှဲကြီးဖက်ချပြီးဇွတ်ပြေးလာရတာမဟုတ်လားဓာတ်ပုံကလေးရှိရင်အိမ်မှာလည်းချိတ်ထားနိုင်တယ်ရီးစားကိုလည်းပေးလို့ရတယ်ပေးစရာမရှိရင်တော့တင်ထားပေါ့ဒီမလေးကအသားညွညွလေးဆိုတော့ရှေ့ရောနောက်ရောကောင်းရင်လှမှာဖြန့်ချစီးထားရတဲ့စပင်ပုံစံမျိုးလေးဒီဓာတ်ပုံကလေးကိုကြည့်ဘလောက်လာတယ်လဲလို့ဓာတ်ပုံတွေကလှကျင်တိုင်းလှနေတဲ့မော်ဒယ်မင်းကလေးကိုမြင်ကြတဲ့ကရွှေကြီးတို့အဲ့ဒါလိုလှလာမယ်လို့တွက်ပြီးသား
ဒီလိုလှလာလို့ကတော့တောင်းတင်ကမိသေးကိုဘယ်မြင်နေတော့မလဲသူမသူမရရင်မနေဘူးတောင်ဖြစ်သွားအောင်မယ်ရှီရောနာရောဆိုဘယ်လောက်လဲတော့900ပါညီမရဲ့ဒီခေတ်မှာဒါဈေးပေါ်တာနော်ဘယ်လောက်တော့900ဟုတ်လားကျင်တန်းကသူ့ရင်ဘက်ကိုသူ့ဖိရင်မျက်လုံးပြင်းပြဆန်ပြူသွားပါတယ်သူတို့မှာကနေပူဆက်ကားတနေ့လောက်တနေ့စားတွက်လိုက်သမားဆိုတော့ငွေ900ကိုရှာထွက်အောင်ရှာရသူတွေဆိုတော့မဖြုံးနိုင်ပေါင်းတော့မြို့မှာဆို1500 2000ပေးရတာညီမရဲ့ညီမမလို့အမကရှော့ယူတာငယ်တုန်းလာရတာကွယ်တောသူဆိုပြီးတစ်သက်လုံးဒီပုံစံကြီးနဲ့နေသွားတော့မှလားကိုကငကိုရှိပြီးသားပြင်လိုက်မှရုပ်ထွက်လာမှာအမျိုးသမီးကဟိုဘက်လှည့်သွားတော့ရွှေကြည်တို့တွေတယောက်မျက်နှာတယောက်လှမ်းကြည့်ရင်မျက်လုံးချင်းဆိုင်တိုင်ပင်ကြတယ်ဓာတ်ပုံတွေကမော်ဒယ်မာကလေးကိုအားကြတဲ့သူတို့မျက်လုံးတွေကအယောင်တလက်လက်နဲ့ငွေ900 2မျိုးတဲ့ကြားကသဘောတူလိုက်ကြဖို့ခရင်ရင်ပုံမျိုးနောက်ဆုံးတော့လေ3ယောက်စလုံးသပင်ကောက်ဖြစ်သွားကြပါတယ်သပင်ကောက်ပြီးဓာတ်ပုံရိုက်ကြတယ်ဓာတ်ပုံဆိုင်ကတောက်လျှောက်အင်ကြီးစက်ကက်ကြီးတွေချစ်ချစ်သက်ဆင်ပေးပင်လယ်ကမ်းခြေနောက်ခံစက်တင်ကားချက်ကစိုက်ကယ်ပုံညှက်ထားတဲ့သုံးလက်တာကြီးကိုခွာထိုင်လို့လေဘင်းမှာလည်းခယူပတိတွေဆွဲထားကြတယ်ပင်လယ်ဆိုတာဘယ်စီမှမသိတဲ့အညာသူတွေချောင်းသာကိုရောက်ကုန်ကြပြီစိုက်ကယ်နာကခုံမော်ကိုတက်လိုက်လေညီမရှက်ကိုချင်းနှင်းခွာပေါ်ထိုင်ဒါမှစိုက်ကယ်စီးရဲ့ပုံဖြစ်မှာပေါ့ဟုတ်ပြီညီမပြုံပြုံလေးတောက်မထားနဲ့ခါလေးကိုဖြောထားညီမတိတ်မကြီးနဲ့ဓာတ်ပုံဆိုင်ကမျက်နှာချဲအပေါ်စားတွေကိုပြာတောက်နေအောင်လင်းပြီးနှက်ခမ်းတွေကိုရဲပရန်ခန့်အောင်ဆိုထားတဲ့စွာမီကရီလိုက်တော့ခိုးနေတဲ့သွားကရှေ့ကိုငိုးကနေထွက်လာတာကိုပြုံးလိုက်ဆိုတော့သွားကိုနှက်ခမ်းနဲ့အုပ်ပြီးဆေးထားလိုက်တယ်ဒီတော့မှဂလုံသွားကြိုက်တာနဲ့တူသွားတာပါကဲပြီးပြီတပုံတော်ပြီလားနှစ်ပုံလောက်ရိုက်ပါလားတပုံမှ150တဲ့ဥစ္စာနောက်တစ်မျိုးကဟောဒီဒန်ဘိုက်ကလေးပေါ်ထိုင်ရိုက်ပေါ်ညီမအဝိစားနောက်တစ်မျိုးလဲပေးမယ်လေဒီလိုနဲ့တရက်ကို2ပုံစီရိုက်မိသွားကြတယ်တရက်ကိုငွေ1000ကျော်စီထွက်သွားလို့အသေး2မျိုးခိုက်ပြီးမဲ့ဒီမလေးပြောသလိုပြူတုံးလောက်ကြရတာကိုမနေ့ကသပင်ကောက်ပြီးတပုတ်မရိုက်လိုက်ရတဲ့ကျင်တန်းမှာကျင်စန်းတယောက်သားတဲ့အမေဘဝရောက်မှတောက်တက်ခေါက်ခေါက်နဲ့ယူကြုံမရဖြစ်တာမျိုးလဲတော်တကားရှိတာကိုပွဲစည်းတဲ့လေးကတော့နေမြင့်လေးစီကားလေးပါပဲအထင်နဲ့အလားကုန်ရောက်တဲ့စတိုးဆိုင်နေရှိမှာလူတွေဆိုတာလဲထန်းရက်ခက်ကိုပိုးရက်စိတ်ဝိုင်းအောင်နေတယ်လို့ပဲအထဲစားဝယ်သူကဝယ်အိမ်သုံးပစ္စည်းကလေးတွေကိုဝယ်သူကဝယ်ကျူပူကလေးမြခုံးမှုဆွတဲ့ကလေးကျိုးစွမ်းနှက်ခမ်းဒီကလေးဝယ်သူကဝယ်အစုံပါပဲဒီကြတဲ့ပလတ်စတစ်ကစားစရာရုပ်ဝယ်တဲ့သားတဲ့အမျိုးတွေကအဆိုးဆုံးမို့ပလတ်စတစ်ချလုံးပြူတွေကအယောင်အဆုံးဒီဖောတဲ့ကလေးဘလောက်လဲတော့200ပစ္စည်းပြစမ်းမအောင်တော့ဥစားကဈေးတဲ့ကတနက်ကလေးထိတ်ကဖောစုပ်ကိုဖွင့်ပြီးပလတ်စတစ်တစ်လုံးနဲ့ကိုထည့်တယ်ပြန်ပိတ်တယ်ခလန်းလန်းကဝလုံးတန်းကိုချိန်ပြီးပြစ်ပြတယ်ဒိုင်းကနေမိသားကိုကြည့်ပြီးခလေးကသဘောကျသွားတဲ့ပုံပေါ်ပါရင်အမေကိုဝယ်ပေးဖို့ဇွတ်ပူစားတော့တာပါပဲရှုံးနေရများတယ်မများပါဘူးဗျာဟိုဘက်ရွာတွေမှာဆိုရင်250တောင်ရောင်းခဲ့တာပါတိတ်မကြံတော့ဘူးဗျတိတ်မကြံတော့ဘူးဆိုတော့သားကအမေခါကိုတူလေဂိုင်းဒီရွာမှာတော့150ထားလိုက်မရလို့ပါအမရေကျွန်တော်တို့ကရောင်စစ်တစ်ခါလေးပြောထားတာပါမရလည်းနေတော့မေကတနက်ကိုအပုံနဲ့ဘုံကနေပစ်ချပြီးခြာကနေလွတ်ထခဲ့တယ်ငိုယိုနေတဲ့ကလေးကိုလည်းစောင့်ကနေဆောင်ဆွဲလို့ဈေးသက်ကိုမူးကြည့်တာပါဒါပေမဲ့ဈေးသက်ကလှမ်းမခေါ်တော့ငိုနေတဲ့ကိုကလေးကိုမဲရရတော့တာပဲဘယ်နဲ့တနက်ကလေးတစ်လက်ကို200ရဲလို့ဒင်းကလိုချင်မှန်းသိလို့ညစ်ပတ်တာမသိမှတ်လို့တေနာကလေးကလည်းတနက်ကိုမှလိုချင်တယ်နင့်ပထွေး200မလျှော်ဘူးဟဲ့လာကိုရင်ကလောက်လေကိုပစ္စမ်းကော်တနက်ကိုအဟုတ်လို့ဝယ်နိုင်ပေါင်းတနက်မရလို့ငိုနေတဲ့ကလေးအိုးစီဝယ်မပေးလို့ငိုနေတဲ့ကလေးကားလေးမဆွဲရလို့ငိုနေတဲ့ကလေးတန်နေဆိုတာပွဲကင်းထဲမှာဒီတိုင်းလို့ပွဲစင်းတဲ့အနောက်ချမ်းကရဟတ်ကြီးနားမှာလဲကလေးပုံကြီးကတပုံကြီးတယောက်30ပေမဲ့မစည်းနိုင်တဲ့ကလေးကခမ်းများများရဲ့ဒီတော့လဲတလက်လဲဖို့ရအကြာကြီးဆောင်းရတာပေါ့လူပြည့်သွားလို့ရဟတ်ကြီးကလဲပြီးဆိုတော့လဲစီးလိုက်ရတယ်လို့တောင်မထင်ဘူးခဏလေးရဲ့နှိမ်သွားလိုက်မြင့်သွားလိုက်နဲ့လဲနေတဲ့ရဟတ်ကြီးစီကစီမထဲလို့မြင်နေတဲ့ဝင်ရိုးတန်ကတကြွကြွနဲ့
အန်ဆာဝိုင်းတွေကလည်းညနေလောက်မှရွာပေါင်းစုံကလူတွေနဲ့အတော်လေးအလုပ်ဖြစ်လာတယ်။တဒုံလုံးအန်ဆာချတဲ့နေတဲ့လူဝေါ်တဲ့တွေကကြည်ကြည်လောင်လောင်ထွက်ပေါ်နေပါတယ်။အင်ကနေဆူလိုက်ကြရှိကနေဆဲလိုက်ကြကြက်တွေပစွန်းနေငါးတွေဆိုတာဖုံနှိုးထဲမှာကိုနစ်လို့အယောင်စင်းကလည်းပြက်ချင်တိုင်းပြက်နေကြပြီကိုကျိုးကလေးတစ်ချက်ဆောင်ဆွဲလိုက်တိုင်းခါးကြတဲ့ကပတ်စံထားခဲ့ရတာကြီးပါဒါပေမဲ့ဒီကျိုးကိုပဲလူနေကြတာကလည်းအံ့ဩစရာပါပဲညနေဆောင်တော့ဟိုရွာဒီရွာကပွဲကြီးလဲတွေကချူတန်တဆူဆူနဲ့ရောက်လာကြပါပြီဖျားဝက်လာတဲ့လဲတွေကရွာထဲကိုတမ်းမမောင်းကြဘူးပွဲခင်းဘက်တွေစီကိုအရင်မောင်းနေရကောင်းကလေးမှလဲထိုးနွားတွေကိုအရေကောင်းကောင်းမှထားပြီးမှဆွဲလာပြီးနှံ့ယွန်းတယွန်းနဲ့ချွတ်ကြလှန်ကြပြီးမှရွာထဲကိုခင်းရမင်းရသွားကြတယ်။ဘုံကြီးကျောင်းတဲ့တစ်ဆက်တည်းမှာရှိတဲ့ရွာဦးစုတောင်ပြည်စီဒီဖျားကုန်းချင်းချင်းလေးပေါ်မှာလူတွေစီလာပါပြီ။ယင်းဤရဝဲကစွန့်တော်ကြီးပွဲပိုးတဲ့သူတွေကတပွဲပွဲရွာထဲမှာလည်းအဝဲကဧည့်သည်တွေကတယုံယုံကိုရွာလာတော့ဧည့်ခံကြရတာကိုထမင်းကျွေးဧည့်သည်ရှိသလိုဖျားဝဲမုံလောက်နဲ့ပြရတဲ့ဧည့်သည်လည်းရှိတယ်။ဖျားဝဲမုံဆိုတာမုတ်စီကျော်မုတ်ဖတ်ထုတ်စားတဲ့တောမုံတွေပါတိန်ကနှစ်အိမ်ဝင်လိုက်မြင်တော့တိုးမစားနိုင်တော့ဘူးကောင်းကြီးနဲ့ထညက်မြမတရေစာမုံဆိုတာမျိုးကဝါယုံအပြင်အီလန်သွားကြတာမျိုးမဟုတ်လားတချို့ကကျွေးရုံနေမကောက်ဘူးလက်ဆောင်ပေးလိုက်ရတာတွေလည်းရှိတယ်ကိုဆွေမျိုးသူ့ဆွေမျိုးသူ့ရဖျားပွဲသွားတော့ကကိုကဒီလိုမျိုးလက်ဆောင်မုံရထားခဲ့ဘူးရင်မိုးလက်ဆောင်ပြန်ပေးရတာမျိုးကလည်းဒလေးထုံစံပါပဲနေရောင်ကြီးကမပြည့်တပြည့်ဒီချိန်လောက်ရောက်တော့ရွာထဲကဧည့်သည်တွေကပွဲစည်းတန်းကလေးစီကိုပြန်ရောက်လာကြပြီးဝဲစရာရှိတာဝဲကြချမ်းစရာရှိတာချမ်းကြဒီအချိန်မှာတော့ကြိတ်တို့ပေါ့ပွဲစည်းတန်းကလေးထဲမှာလူတွေပွားစားကျနေတယ်လို့ပွဲခင်းကလေးထဲမှာလည်းလူတွေကခဲလို့နှလုံးပေါက်ငတ်နေကြတဲ့ကလက်ကအမကိုစောင့်နေကြရလေရွာပေါင်းစုံပွဲကြီးပေးတက်ကသာအားခဲနေပေမဲ့ဇက်ခုံပေါ်မှာတော့ဗလာနဲ့ဟောင်းလောင်းဇက်ကာကအခုထိရောက်မလာသေးဘူးဒီအချိန်ဆိုရောက်ဖို့ကောင်းပြီတောပွဲရပွဲတွေဆိုတာပွဲဆော့ဆော့ထွက်မှကြိုက်ကြတာအခုထိဇက်ကာကရောက်မလာတော့ရွာစော်ကိုဩကဖုန်ကြီးကိုပြေးလျှောက်ရတယ်ဖုန်ကြီးကလည်းတပတ်နဲ့ကလဲလဲဝဲရှိတဲ့လူသင်္ကားယောက်ကိုခေါ်ပြီးဇက်ကားကြိုးလွှတ်ရတယ်တည်င်းယူခိုင်းရတယ်မှောင်လာတော့ဖျားကုန်းပေါ်မှာဒီဇယ်မီးဆက်ကြီးကိုတုံးဝုံလို့ပြီးပွဲစည်းတန်းကလေးဘက်စီတို့မီးပေးမလို့မီးကလေးတစ်ဖြောက်ဖြောက်လင်းပါပြီတမနလုံးစင်ထားရတဲ့ဖျားစီရီကလေးပေါ်ကတန်းဆက်မီးပွင့်ကလေးတွေမှိတ်ချီလင်းကြီးတဆိုင်ကိုမီးကြောင်တစ်ချောင်းလုံးတဆိုင်ကိုမီးကြောင်တစ်ချောင်းကြနှုံဆင်ပေးထားတဲ့မီးကြောင်ရောင်နဲ့အောက်မှာတော့လူတွေကတော့အုံကြီးခဲကြီးစပွဲကိုမျောရင်ပွဲစည်းတန်းကလေးကတိုးတိုးခွေခွေတိုးဘွားမောင်ယုံရှိမှာဓာတ်ပုံဆိုင်ရှိမှာစတိုးဆိုင်ရှိမှာအကျော်ဆိုင်မုံဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေမှာလူတွေကပြားဟောင်းကိုတုံးနဲ့ထိုးပွဲစားချသလိုစားကြလို့တောက်ကြလို့ပွဲဟာမရောက်သေးတော့လက်ရနဲ့ပေါ့ဇက်ခုံကြီးပေါ်မှာဘာအစင်းတစားမှမရှိသေးဘူးဇကားအချိန်မီမရောက်လာလို့ပွဲမှာကြည့်ရပါတော့မလားဆိုပြီးမြေတွန်းတောက်တင်းနေတဲ့သူကဒီပေါ့တော်တော်ကြီးနေမှကျူဖွဲကပြန်ရောက်လာတယ်ဖုန်ကြီးကိုလျှောက်တာပေမဲ့တည်င်းကပွဲခင်းနဲ့ရောက်လာတယ်ဇကားကြီးကတောင်ဘက်ရွာသဲချောင်းထဲမှာတဲနေလို့တဲ့ဇက်ပစ္စည်းတွေကိုလှဲတွေနဲ့ကဲ့ရမှာတဲ့ဇက်ခုံပေါ်မှာဘာမှမရှိသေးပေမဲ့ပွဲစည်းတန်းကလေးတွေကလူတွေကတော့ဇက်လဲတွေလာကိုစောင့်ရအောင်ပါအဝေးရကလဲတွေကလည်းရောက်မှတော့မထူးပါဘူးဆိုပြီးရွာရဲထမင်းတစ်ခါဝင်စားကြပြန်တယ်ဖုန်ကြီးရဲ့လှဲစင်တန်အတန်ချက်ဆက်ကထွက်လာတော့ရွာလဲတွေကတော့အစင်းသစ်ဖြစ်နေပါပြီတဲချောင်းဘက်ကိုတုံးဆိုင်ကြလေရဲ့ညတကန်ရံလောက်တော့ကားပြစ်မဲ့ထင်ပါရဲ့ပွဲစည်းတန်းလေးကတော့ဇက်မလာလေးရောင်းသွားလေမုံပေါင်းတွေကတောင်လက်မလဲဘူးမဟေးဒီမဂ္ဂဇင်း2004ခုနှစ်ဇန်နဝါရီလကျမတို့ရဲ့မြန်မာနိုင်တိုင်းစတိုရီchannel ကလေးကိုအခုလိုနားဆင်တဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်အတန်စာပေဘုသူတဇလန်းများကိုတင်ဆက်ပေးမှဖြစ်တဲ့ကြောင့်မလို့ကျမတို့ရဲ့ channel ကလေးကို Gmail ကောင်လေးသုံးပြီး subscribe လုပ်ထားပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ရှင်ကျမကတော့မနီလာပါ